မင်္ဂလာပါဖူဒီကိုရီးယားတက်ပါဆိုတော့ဒီတက်ကဆိုရှယ်လစ်73လမ်းထိပ်ကရိုးရိုးလေးမှာခောက်မုတ်လာဝယ်စားထားတယ်ပေါ့နော်ဆိုတော့ဒါကတော့လှထားပြီးသားရိုးရိုးခောက်မုတ်လေးတွေပါဆိုတော့တက်ကဒီနေ့ကြက်ဥနဲ့မှာထားတယ်ပေါ့နော်ကြက်ဥတစ်လုံးရဲ့ခောက်မုတ်နှစ်ခုပါဆိုတော့ကိုကကြက်ဥကြိုက်တယ်ဆိုရင်ခောက်မုတ်တစ်ချက်ထဲမှာရင်ကြက်ဥတစ်လုံးလုံးထည့်လဲရတယ်ဆိုတော့အဲ့ဆိုရင်တော့ခောက်မုတ်ကထူပြီးတော့နည်းနည်းပန်ကိတ်နဲ့ဆင်သွားမယ်ထင်တယ်ဆိုတော့အရန်ထူတာမကြိုက်ရင်တက်လိုမျိုးကြက်ဥတစ်လုံးရဲ့ခောက်မုတ်နှစ်ခုရဲ့အဲ့လိုစားလို့ရပါတယ်ဆိုတော့ဆိုရင်ပူစိတ်သွားတော့ကလေးလေးတွေရောလူကြီးတွေရောကြိုက်မယ်ထင်တယ်ဆိုတော့သူ့နာမှုမွေးလေးပေါ့နော်အပေါ်ကအုံးသီးလေးထည့်လိုက်တော့အနံ့ပုံမှန်တက်ကိုပို့ပြီးတော့မှုေးပြီးတော့စားကျင်စရာဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကြက်ဥနဲ့နှစ်ချက်ကို1500ပါဆိုဒီဇိုင်းလေးဆိုရင်မက်ကစ်ဘက်မှာနေရလူရောရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်အရင်ဆိုရှယ်လစ်ကိုလန်တိတ်ကရိုးရိုးလေးဘိန်းမို့ဆိုင်ပေါ့နော်ကိုလန်းမှာဖွင့်လာတော့15နှစ်လောက်ရှိပြီဒီဘက်ကိုပြောင်းထားတော့တိတ်မကြသေးဘူးပေါ့နော်မနက်ခင်းဆိုရင်ဘိန်းမို့ရတယ်ညနေဘက်ဆိုရင်ဒီမျိုးခောက်မုတ်လေးရပါတယ်ဆိုတော့ခောက်မုတ်ကြိုက်တယ်ဆိုရင်ဒီမှာလာဝယ်စားလို့ရတယ်ပေါ့နော်ဆိုတော့မှုေးနေရပဲကြက်ဥနံလေးကတော်တော်မှုေးရပေါ့နော်အနားသားလေးတွေကပပကျွတ်ကျွတ်လေးနဲ့အတွင်းသားကြတော့နည်းနည်းအီစိမ့်စိမ့်လေးနဲ့ပေါ့နော်ကြက်ဥနဲ့ဆိုတော့ပိုပြီးစိမ့်နေအလဲသားဆိုရင်လေနည်းနည်းဆူဆူလေးနဲ့ juicy ဖြစ်တဲ့အရာတာကိုခံစားဆိုတော့ခောက်မုတ်ကတော့ပူနေတုံးစားရတာပိုပြီးတော့ကောင်းတယ်ပေါ့နော်အေးသွားရင်ကျတော့အရာတာနည်းနည်းပေါ့သွားတတ်ပါတယ်ဆိုတော့ဝယ်စားပြီးပြီဆိုရင်ချက်ချင်းစားဖို့အကြံပေးချင်ပါတယ်ဒါကတော့နောက်ရက်တောင်းဝယ်စားထားရိုးရိုးခောက်မုတ်လေးပေါ့နော်ဆိုတော့ခောက်မုတ်ဆိုရင်တက်တူလို 90s kid တွေရဲ့ငယ်ဘဝအမှတ်တရတွေနဲ့လည်းပတ်သက်မယ်ထင်တယ်ဆိုငယ်တုန်းကဆိုရင်မော်ဂန်ကျောင်းရှိမှာဦးလေးကြီးရောင်းတဲ့ဒီခောက်မုတ်ခဲကိုပဲလွန်းထည့်ပြီးရောင်းတဲ့ဆောင်လေးကိုသတိရတယ်ပေါ့နော်ဆိုညနေဘက်ကျောင်းဆင်းချိန်ဆိုရင်တငယ်ချင်းတွေနဲ့သွားတန်းစီပြီးဝယ်စားရတာပေါ့နော်ဆိုဒါကတော့ရိုးရိုးခောက်မုတ်ပေါ့နော်သူကတော့တစ်ခုကို900ပါဆိုဒီမှာမနေနိုင်လို့တစ်ခါလေးစားခဲ့လိုက်တယ်ပေါ့နော်သူကကြက်ဥလောက်တော့မစိမ့်ဘူးဒါပေမဲ့ပူပူလေးစားရတာဆိုတော့စံမှုရတာစိမ့်စိမ့်မှုလေးနဲ့ကောင်းတယ်ပေါ့နော်ဆော်လာနာလုံးဝမရဘူးတညက်အချိုမပြင်းတာနဲ့တော်လေးစင်ပြေပါတယ်စံဖွင့်ချိန်လေးကညနေ3နာရီကနေည8နာရီထိပေါ့နော်စုနေကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်